နှစ်နာရီတွင်10သိန်းဘယ်လိုရှာမလဲအားလုံးပဲမင်္ဂလာပါ Mr. Su ပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်ဟာရောင်းတဲ့ model တွေ sales model တွေထဲမှာလူတွေအများကြီးမလောက်ကြသေးတဲ့ရောင်းတဲ့ပုံစံတစ်မျိုးကိုအသေးစိတ်သင်ပေးသွားမယ်ပေါ့နော်အဲ့ဒီအရာကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် webinar sale လို့ခေါ်ပါတယ် webinar sales ကျွန်တော်တို့တနည်းအားဖြင့် seminar sales လို့လည်းပြောလို့ရပါတယ်ဒါကတော့ webinar sales ဆိုတာကကျွန်တော် online မှာလုပ်တဲ့အရာပြောတာပေါ့နော် seminar sales ဆိုတာကကျွန်တော်အပြင်မှာလုပ်တဲ့အရာကျွန်တော်တို့ပြောတာအဲ့တော့ဒီရောင်းချတဲ့ပုံစံတွေဟာကျွန်တော်တို့ဒီမြန်မာ market ထဲမှာကတော့အများကြီးမလုပ်ကြသေးတာကိုတွေ့ရတယ်။ဘာကြောင့်အများကြီးမလုပ်ကြသေးတာလဲပေါ့နော်။ဆိုလို့ရှိရင်တို့မှာဒီထဲမှာဖော်ပြထားမယ့်ကျွမ်းကျင်မှုတွေမရှိသေးလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒီထဲမှာဖော်ပြထားတဲ့ကျွမ်းကျင်မှုတွေကိုသုံးစွဲရမယ်ဆိုတာမသိသေးလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ webinar sales တို့ seminar sales တို့ဆိုတာဟာဒီကိုယ်သာတကယ်ကျွမ်းကျင်စွာလှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဝင်ငွေကိုအချိန်တိုအတွင်းမှာဖန်တီးလို့ရတဲ့အရာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့တခုရှိတာကတော့ကျွန်တော်တို့ဒီ sales ပုံစံတွေဟာကျွန်တော် beginner တွေအတွက်တော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူဟာဒီအယောင်ပုံစံတွေကိုဖန်တီးဖို့အတွက်ဒီအယောင်ပုံစံတွေကိုလှုပ်ဆောင်မှုအတွက်ဆိုတာဟာကျွန်တော်တို့ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။အတွေ့အကြုံတွေလိုအပ်ပါတယ်။အခုမှစပြီးတော့ကျွန်တော်ရောင်းဝါးနေတော့လုပ်လို့မရဘူးပေါ့နော်။အဲ့ဒါလေးတခုကိုကျွန်တော်ကြိုပြီးတော့ပြပြထားခြင်းနဲ့အဓိကကဒီ video မှာအဓိကtarget ထားတဲ့ audience ကဘယ်သူတွေလဲဆိုတော့ influencer လုပ်ချင်တယ်ကိုစီးပွားရေးမှာအတွေ့အကြုံတစ်ခုရှိနေပြီဒါပေမဲ့ကိုဟာဝင်ငွေကိုဘယ်လိုဖန်တီးရမလဲမသိသေးတဲ့ဟာပုံစံမျိုးပေါ့နော်ကိုက online မှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်ထုတ်ကုန်တွေရောင်းမယ်ဝန်ဆောင်မှုတွေရောင်းမယ်ဒါပေမဲ့အဲ့ဒီဟာကိုငွေဖန်တီးတဲ့အယောင် model တွေထဲမှာဒီ model ကိုမသိသေးတဲ့လူတွေကိုကျွန်တော်ညွှန်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒါကို webinar sale တော့မဟုတ် seminar sale ဆိုခေါ်ပါတယ် webinar sale ဆိုတာကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ online မှာကြီးညာမယ်ပေါ့နော်ကျွန်တော်တို့ကဲဒီနေ့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ online ဟောပြောပွဲလေးကျွန်တော်တို့လုပ်ပါမယ်လုပ်မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဟာဟောပြောပွဲတည်တတ်မဟုတ်ပဲနဲ့ဘာထည့်ထားလဲဆိုလို့ရှိရင် sales ပါထည့်ထားတယ်အယောင်ပါထည့်ထားတယ်အဲ့လိုပုံစံမျိုးပေါ့နော်ကိုဟာဒီကိုယ့်ရဲ့ပေးသက်တွေကိုယ့်ရဲ့ audience တွေကိုကိုတန်ဖိုးတစ်ခုကိုသိတဲ့အရာတွေကိုပြပေးပြီးနော်တန်ဖိုးတစ်ခုသူတို့ပေးမယ်အဲ့ဒီခါမှာသူတို့ကကိုပြောတဲ့အရာတွေကတကယ်ကိုတန်ဖိုးရှိရလို့ယူဆတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုသူတို့ဟာဝယ်ယူအားပေးကြလိမ့်မယ်အဲ့ဒီအတွက်ကျွန်တော်တို့ဟာဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင်ဒီလို webinar series seminar series တွေကိုပြုလုပ်နိုင်ဖို့အတွက်ကျွမ်းကျင်မှု၃ခုလိုအပ်ပါတယ်အရေးကြီးတဲ့ key factor ၃ချက်လိုအပ်ပါတယ်ပေါ့နော်ဒီ၃ချက်ကိုထည့်သုံးမယ်ဆိုလို့ရှိရင်ကိုဟာဒီ webinar series ကိုတေချာဖန်တီးနိုင်မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ storytelling လို့ခေါ်ပါတယ် storytelling ဆိုတာကကျွန်တော်တို့မြန်မာလိုဆိုလို့ရှိရင်တော့ပုံပြောတဲ့ပညာလို့တော့ပြောလို့ရတာပေါ့နော်ဒါပေမဲ့ဒီမှာကပုံပြောတယ်ဆိုတာကပုံမြင်နေပြတာမဟုတ်ဘူးအဓိကကိုယ့်ရဲ့ဘဝဇာတ်ကြောင့်ကိုယ့်ရဲ့ထုတ်ကုန်အကြောင်းကိုယ့်ရဲ့ဝန်ဆောင်မှုအကြောင်းကိုပုံမှန်ပြောတာမျိုးထက်ကိုယ့်ရဲ့ဒီဝယ်ယူမဲ့သူတွေရဲ့ရင်ထဲကိုဟတ်ထီသွားကိုယ့်ရဲ့ဝယ်ယူမဲ့သူတွေတကယ်ကို relate ဖြစ်ပြီးတော့သူတို့ဒီပစ္စည်းဝန်ဆောင်မှုကိုလိုအပ်ပါလားဆိုပြီးတော့သဘောပေါက်သွားအောင်လို့ပြောနိုင်တဲ့ပညာစကားလုံးတွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ဟာဒီပုံပြောတဲ့ပညာကိုသိဖို့အတွက်ကျွန်တော်တို့ဟာနှစ်ခုလိုအပ်ပါတယ်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့word ပေါ့နော် word ဆိုတော့ကကျွန်တော်စကားလုံးမှာစကားလုံးကျွမ်းကျင်မှုလိုအပ်တယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ကျွန်တော်တို့ဒီ psychology ပေါ့နော်the customer psychology လို့ကျွန်တော်ပြောကြတာပေါ့ဒါ where you do စိတ်ပညာလို့ခေါ်ပါတယ်ဒါဟာ storytelling ဒါပုံပြောတဲ့ပညာကိုပြောလိုက်ပြီဒီပစ္စည်းလေးအကြောင်းကိုပြောလိုက်ပြီဒီဝန်ဆောင်မှုလေးအကြောင်းကိုပြောလိုက်ပြီဆိုတာ ਨੇ ဝယ်ယူသူဟာတကယ်ကိုသူတို့ဒါကိုလိုအပ်နေပါလားဒါကိုဝယ်ဖို့ဖြစ်နေပါလားသူတို့ဘဝတွေကဟောင်းလောက်ပေါက်ကြီးတွေဒါနဲ့ဖြည့်လို့ရပါလားဆိုတော့ဟာကိုသဘောပေါက်သွားစေမဲ့ပညာရတစ်ခုပေါ့နော် storytelling လို့ခေါ်တယ်အဲ့ဒီအတွက်ကိုဟာဝယ်ယူသူစိတ်ပညာကိုနားလဲဖို့လိုတယ်ကိုယ့်ရဲ့ဝယ်ယူသူတွေကဘယ်လိုခံစားနေရလဲသူတို့ရဲ့ဒီအတွင်းထဲမှာရှိနေတဲ့ခံစားနေရတဲ့ဟိုးအနက်ရှိုင်းဆုံးကနာကျင်မှုတွေကဘာတွေဖြစ်မလဲအဲ့ဒါတွေကျွန်တော်သိရမယ်ပြီးရင်နောက်တစ်ခုကကြတော့အဲ့လိုမျိုးသိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်ဝယ်ယူသူရဲ့နားတွေကိုနှလုံးသားတွေကိုရှင်းရှင်းလင်းလင်းနဲ့emotionally ဝင်သွားအောင်လို့ကျွန်တော်တို့ကစကားလုံးတွေကိုကျွမ်းကျင်ခြင်းသုံးနိုင်ဖို့အရေးကြီးပါတယ်ပေါ့နော် Okay နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာ excellent offer လို့ခေါ်ပါတယ်
ကျွန်တော်တို့တစ်ခါလေကြားလို့ရှိရင်ဘလောက်ပဲစကားပြောကောင်းကောင်းဘလောက်ပဲပုံပြောကောင်းကောင်းကိုယ့်စီမှာကိုဟာဘာရောက်မှလဲအဲ့ဒီထုတ်ကုန်ဟာကျွန်တော်တို့ပုံမှန်အားဖြင့်ဘယ်လိုပြောမလဲကိုမုံဟင်းကားရောက်မယ်ဆိုတော့အဲ့ဒီမုံဟင်းကားကဈေးကွက်ထဲမှာရှိတဲ့တခြားမုံဟင်းကားတွေနဲ့တူနေတယ်ဆိုလို့ရှိရင်ဘာလို့ကိုမုံဟင်းကားကိုတို့ကလာစားရမှာလဲဟုတ်တယ်မလားအဲ့တော့ဘာလို့ရမလဲဆိုရင်ကိုယ့်ရဲ့ offer လို့ခေါ်တယ်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုကမ်းလှမ်းတဲ့အခါမှာ excellent ဖြစ်နေဖို့လိုအပ်တယ်အဲ့တော့ကိုဟာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုတခြားသူတွေနဲ့မတူအောင်ဘယ်လိုမျိုးကွာခြားအောင်လုပ်မလဲကိုယ့်ရဲ့ value ကိုဟာမုံဟင်းကားရောက်နေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မုံဟင်းကားတခြားသူရဲ့မုံဟင်းကားနဲ့ဘာတွေကွာတာလဲကိုယ့်ရဲ့မုံဟင်းကားဆိုင်တခြားသူတွေရဲ့မုံဟင်းကားဆိုင်နဲ့ဘာတွေကွာတာလဲအဲ့လိုမျိုးကွာအောင်လို့ကိုတမင်စဉ်းစားရတဲ့ဟာစဉ်းစားပြီးတော့ကိုယ့်ရဲ့ဒီထုတ်ကုန်ပေါ့နော်ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုဈေးကွက်ထဲမှာထူးခြားနေအောင် stand out ဖြစ်နေအောင်ဖန်တီးနိုင်အောင်ကျွန်တော်တို့က excellent offer creation လို့ခေါ်ပါတယ်နော်ကျွန်တော်တို့လုံးဝကိုကောင်းမွန်တဲ့ဝန်ဆောင်မှုထုတ်ကုန်တွေဖန်တီးခြင်းပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒါကိုအဲ့ဒီဟာအတွက်ကိုကျွန်တော်တို့ကဘာသိရမလဲဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုထဲမှာတော့တခြားမမြင်ရအောင်ထင်တယ်နော်အဲ့ဒီဟာအတွက်ကိုကျွန်တော်တို့ဘာလို့အဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာ USP လို့ခေါ်တဲ့ unique selling point ဆိုတာဟာလိုအပ်တယ်ပေါ့နော်အဓိကကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကဘာတွေခြားနာမှာလဲလူတွေဟာဈေးကွက်ထဲမှာရှိတဲ့ကိုယ်နဲ့မျိုးတူဝန်ဆောင်မှုတွေကိုကြော်ပြီးတော့ကိုယ့်ရဲ့ပစ္စည်းထုတ်ကုန်ကိုဘာကြောင့်ရွေးချယ်ရမှာလဲဒါကိုစဉ်းစားရမယ်ပေါ့နော်အဲ့တော့ဒါဒုတိယအချက်ကဲနောက်ဆုံးအချက်ကတော့ဘာလဲဆိုလို့ရှိရင် FOMO ဒါ FOMO ဆိုတာကတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အရှိကတော့ fear of missing out လို့ခေါ်ပါတယ်အဓိကတော့မြန်မာလိုဆိုလို့ရှိရင်တော့ကျွန်တော်တို့လွတ်သွားမှာကိုကြောက်တာအဲ့လိုပုံစံမျိုးပေါ့ဥပမာအဖြစ်ကျွန်တော်တို့ FOMO ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဒါစေကျော်သက်အတိုင်းဝိုင်းတော့မဟုတ်လူငယ်အတိုင်းဝိုင်းဆိုပါတော့အဲ့ဒီမှာဒီပစ္စည်းလေးတစ်ခုပေါ့နော်ဒါမီးလင်းတဲ့ဒုတ်တန်လေးတစ်ခုပေါ့ဒါမှမဟုတ်မွေးပွားရုပ်လေးတစ်ခုပေါ့အဲ့ဒါကိုလူငယ်တွေအားလုံးဝယ်ပြီးတော့သုံးနေကြပြီလူတိုင်းကဝယ်နေကြတယ်သုံးနေကြတယ်အဲ့ပြီး blind box လို့ပုံစံမျိုးပေါ့နော်လူတွေ blind box လေးဝယ်ကြတယ် blind box တွေဖွင့်ကြတယ်သူတို့အားသိကြတယ်လူတွေအကုန်လုံးလှုပ်ချင်နေတယ်ကိုယ်တိုင်ကလည်းလှုပ်ချင်လာအောင်အဲ့လိုပုံစံမျိုးပေါ့နော်လူတိုင်းလုံးနေကြပြီးတော့ငါလည်းလှုပ်ချင်တယ်အဲ့လိုပုံစံမျိုးအဲ့ဒါကိုကျွန်တော်တို့ FOMO လို့ခေါ်ပါတယ်အဲ့ဒီ FOMO ကျွန်တော်တို့သုံးဖို့လည်းလိုအပ်တယ်ဘာကြောင့်လဲဆိုတော့ကိုဟာဒီဝယ်ယူသူကိုအကြောင်းကိုယ့်ရဲ့ဝန်ဆောင်မှုထုတ်ကုန်အကြောင်းရင်ထဲကိုရအောင်ကိုဟာတွန်းဖို့ပေးနိုင်သွားပြီပြီးရင်ကိုယ့်စီမှာတကယ်ကိုကောင်းမွန်တဲ့ offer creation လည်းကိုယ့်မှာရှိသွားပြီတကယ်ဒါဝယ်တဲ့အရာဈေးလဲတန်တယ်သူပြန်ရမယ့်အရာလည်းအများကြီးဒါပေမဲ့ကိုကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီ FOMO မသုံးမဲနဲ့ဝယ်သူကိုအကြာကြီးစဉ်းစားခွင့်ပေးလိုက်တယ်အဲ့တော့ဝယ်သူကိုအကြာကြီးစဉ်းစားခွင့်ပေးလိုက်တဲ့ပြဿနာကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဝယ်သူတွေဟာတဖြည်းဖြည်းအချိန်တွေကြာလာတဲ့အမျှသူတို့စိတ်ထဲကရင်ဘတ်ထဲကစိတ်အားထက်သန်မှုလေးကတဖြည်းဖြည်းပြန်ပြီးတော့ကြောကျသွားတယ်အဲ့တော့ကိုယ့်ပစ္စည်းကိုမဝယ်ဖြစ်တော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာဘာလုပ်ရမလဲဆိုရင်ဒီ FOMO ဆိုတဲ့အရာကိုသုံးရပါတယ်ဒါ FOMO ဆိုတဲ့အရာဟာကျွန်တော်တို့ဒါ online မှာအတန်းနေရောက်နေသူတွေဆိုလို့ရှိရင်เนาะဒီမှာအယောက်30သာကန့်သက်ထားပါတယ်ပေါ့နော်အယောက်30သာကန့်သက်ထားပါတယ်ဒါဆိုလို့ရှိရင်အယောက်30ပြေးလို့ရှိရင်သူဟာအဲ့လူဟာကိုယ်ဝယ်ယူမဲ့သူဟာတက်လို့မရတော့ဘူးအဲ့တော့အမြင်အမှရမယ်ဒါမှမဟုတ်လေဒီ discount ဟာနော်ဒီ discount ဟာ30ရက်နေ့အထိပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်30ရက်နေ့ကျော်သွားရင် तू က discount နဲ့မရတော့ဈေးပိုကြီးသွားလိမ့်မယ်အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့လို FOMO တွေသုံးတတ်ရပါမယ်ဒီ webinar sales seminar sales တွေဟာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ creator တွေစီးပွားရေးလုပ်ငန်းရှင်တွေဒီ influencer တွေအတွက်ဝင်ငွေအဓိကရနိုင်တဲ့နေရာဖြစ်ပါတယ်ပြီးတော့ဒီလိုကျွမ်းကျင်မှုတွေလည်းလိုအပ်တာပေါ့နော်ဒီကျွမ်းကျင်မှုတွေသာသုံးပြီးတော့ဒီလို sales တွေလောက်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ခုနကပြောတဲ့2နာရီအတွင်းကို10သိန်းဆိုတဲ့အရာကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရီးစရာကောင်းတယ်ဘာလို့အဲ့10သိန်းဆိုတဲ့ပမာဏလေးကနည်းနည်းလေးပဲ2နာရီအတွင်းကျွန်တော်တို့ဟာကျွန်တော်ရဲ့ကိုယ်တိုင်ဒါကတော့2နာရီအတွင်း10သိန်းဆိုတာကကျွန်တော်ရဲ့ personal record ပေါ့နော်ကျွန်တော်ရဲ့ကိုယ်တိုင်ရရှိခဲ့တဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်အတွေ့အကြုံရမြင်ဘူးတာဆိုလို့ရှိရင်ဒီ9နာရီလောက်ဆိုတဲ့အတွင်းမှာ9နာရီလောက်ဆိုတဲ့အတွင်းမှာသိန်းပေါင်း2000လောက်အထိဒီ sales တွေနဲ့ရှာသွားတာကိုကျွန်တော်ကိုယ်တိုင်မြင်ခဲ့ပူပါတယ်။အဲကြောင့်လို့ပြောမယ်ဆိုလို့ရှိရင်ဒီ sales model ဟာလွယ်လားဆိုရင်တော့မလွယ်ဘူးခက်ခဲတယ်ဒါပေမဲ့တေးကြသွားအသုံးပြုနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်
နော်ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုအတွက်ငွေဖြစ်နိုင်တဲ့အယောင်း model တစ်ခုဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ကအားလုံးအကျိုးရှိသွားအောင်ဝင်ပြပေးလိုက်ပါတယ်အားလုံးပဲ Mr. Su ပါအဓိကအဖြစ်ကျွန်တော်ဟာဒီလူငယ်လူတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုနဲ့ဒီစီးပွားရေး online စီးပွားရေးဆိုင်ရာအသိပညာတွေကို sharing လုပ်ပေးနေဖြစ်ပါတယ်အားလုံးပဲ page ကို follow မလုပ်ရသေး follow ထားပါအောင် see you then